နေတိုးရဲ့ရုပ်ရှင်ကယုံတင်ပွဲမှာရှမ်းဖြစ်ကြတဲ့အမျိုးသမီး2ယောက်ရဲ့နောက်ွယ်ကအကြောင်းရင်းအခုရပိုင်းဆိုရှယ်မီဒီယာပေါ်မှာအတော်လေးပွဲဖြစ်နေတဲ့ဗီဒီယိုတစ်ခုကအကယ်ဒမီနေတိုးရဲ့ဇာတ်ကားသစ်မြစ်လက်တက်ပေမဲ့ရေစည်းကကျန်းနေဆိုတဲ့ promotion ပွဲကအမျိုးသမီး2ဦးရဲ့ရန်ပွဲဖြစ်ပါတယ်။လူအများကနိုင်ငံတော်သချင်းဖွင့်နေရတောင်မရက်ဖင်းရှမ်းဖြစ်နေကြတာကိုဝေဖန်နေကြပေမဲ့ဒီဖြစ်ရဲ့နောက်ွယ်မှာစိတ်မကောင်းစရာအကြောင်းရင်းတွေရှိနေပါတယ်။ဒီဇာတ်ကားကနေတိုးရဲ့ LGBT character အသစ်ကြောင့်ပရိသတ်တွေအထူးစိတ်ဝင်စားနေကြတာပါ။ဒါပေမဲ့ပွဲစီစဉ်သူတွေကပရိသတ်ကိုအလက်ကားပေးကြည့်ဖို့စီစဉ်လိုက်တဲ့အခါမှာထင်မှတ်မထားတဲ့လူပင်လေကြီးဖြစ်သွားခဲ့ပါတယ်။စနစ်တကျတန်းစီမှုမရှိဘဲတိုးဝေးကြလို့လူပြီးတော့ဒဏ်ရာရတာတွေအပြင်ရုပ်ရှင်ရုံထဲမှာကိုယ့်ခုံသူ့ခုံလူကြတဲ့ပြဿနာတွေအကြီးအကျယ်တက်ခဲ့ပါတယ်။ဗီဒီယိုတွေကရန်ပွဲနဲ့ပတ်သက်ပြီးတော့ကာယကံရှင်ဖြစ်သူတီတီတာယာကအခုလိုပဲရှင်းပြထားပါတယ်။သူမကဒီရုပ်ရှင်နဲ့ပတ်သက်နေသူဖြစ်လို့တရားဝင်လက်မှတ်ရထားတဲ့သူဖြစ်ပြီးအပြင်ကနေအလကားလာကြည့်တဲ့သူတွေကသူမရဲ့ခုံကိုအတင်းဝင်လူထိုင်ရာကနေအငင်းပွားမှုစတင်ခဲ့ရပါနိုင်ငံတော်တချင်းကိုမလေးစားတာမဟုတ်ဘဲမိမိရဲ့အခွင့်အရေးကိုအတင်းအဓမ္မလူယူခံရလို့စိတ်မထိန်နိုင်ပဲဖြစ်သွားတာလို့ဆိုပါတယ်။မင်းသားကြီးနေတို့ကလည်းဒီဖြစ်ရပ်တွေပေါ်မှာစိတ်မကောင်းဖြစ်ရပြီးတော့ပရိသတ်တွေအနေနဲ့အားပေးတာကိုကျေးဇူးတင်ပေမဲ့မိမိတို့ရဲ့ဘေးကင်းလုံခြုံရေးနဲ့အစည်းကမ်းကိုပို့ပြီးတော့အလေးထားကြဖို့တိုက်တွန်းထားပါတယ်။အလကားရရင်ဂုံးစင်းမယ်ဆိုတဲ့စိတ်ဓာတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီလိုယုံရင်းဆန်ခတ်မှုတွေကအနုပညာရှင်ရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်ပါတယ်။ကဲပရိသတ်ကြီးအခုလိုမျိုးရုပ်ရှင်ရုံတွေထဲမှာနိုင်ငံတော်သချင်းကိုတောင်မငဲ့နိုင်ပဲခုံလူရန်ဖြစ်နေကြတဲ့အထိဖြစ်သွားရတဲ့အလကားပြတဲ့စနစ်နဲ့ပရိသတ်တွေရဲ့စီကံမဲမှုပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကိုဝင်ရနေပြီဖြစ်လို့ဟင်းဝင်းရဲ့တို့မိသားစုတွေကဂယိုးဆိုင်ချစ်ချင်းကိုခံနေရတဲ့ဆိုပြတဲ့စဉ်ဒီနေ့မှာတော့တနိုင်ငံလုံးကအားကျနေရတဲ့ငယ်စဉ်စုံတွေဖြစ်တဲ့ဟင်းဝင်းရဲ့နဲ့ဆိုပြတဲ့စဉ်တို့စီကနေကြားရတဲ့သူတိုင်းပြုံးပြော်သွားစေမဲ့သတင်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်အားလုံးသိကြတဲ့အတိုင်းခမ်းနားကြီးကျယ်လာတဲ့မင်္ဂလာပွဲ၅ပွဲကိုအောင်မြင်စွာကျင်းပခဲ့ကြတယ်သူတို့ဇနီးမောင်နှံကအခုဆိုရင်တော့ဘဝရဲ့အမြင့်မြတ်ဆုံးဆုလက်တစ်ခုဖြစ်တဲ့ရင်သွေးလေးကိုပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်ပါတယ်မင်္ဂလာဦးကာလမှာပွဲတက်တွေကြော်ညာတွေရိုက်ကူးမှုတွေနဲ့အချိန်ပြည့်အလှုပ်ရှုံနေခဲ့ကြတယ်။သူတို့နှစ်ဦးကမကြသေးခင်ကမှငွေဆောင်ခန်းကြီးမှာအေးအေးလူလူအနားယူခဲ့ကြပါသေးတယ်။အဲ့ဒီတုန်းကဆိုဗီယက်စင်ကခင်မွန်းတဲ့အတွက်ကိုရိုင်းမီဖို့ကြောင့်ဝင်ပြီးတော့ဟင်းတွေချက်ကျွေးခဲ့တဲ့ပုံရိပ်တွေကပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့ရပါဒါပေမဲ့အခုတော့မိခင်လောင်လေးဆိုဗီယက်စင်ကသူမချစ်မြတ်နိုးတဲ့အနုပညာအလုပ်တွေကိုယာယီရနာပြီးတော့ရင်သွေးလေးရဲ့ကျမ်းမာရေးအတွက်စိတ်အေးလက်အေးနားယူတော့မှာဖြစ်ပါတယ်ဒီသတင်းကြောင့်အပျော်ဆုံးသူတွေကတော့ဟင်းဝရံရဲ့မိဘတွေပဲဖြစ်ပါတယ်ဆိုဗီယက်စင်ကိုချွေးမလို့မတတ်မှတ်ဖဲသမီးအရင်တယောက်လိုထွေးထွေးပွပွဂယူးဆိုင်တက်တဲ့ရောက်ခမတွေကအခုဆိုရင်တော့မြေဦးလေးအတွက်ရင်ခုန်မဆုံးဖြစ်နေကြပါတယ်မင်္ဂလာဦးလက်ဆောင်အဖြစ်သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့အင်ကြီးတစ်လုံးကိုလက်ဖွဲ့ပေးခဲ့ရုံတင်မကောင်းအခုလေချွေးမလေးကိုဘာလုံးမလုပ်ခိုင်းမယ်စိတ်ချမ်းသာကိုကျမ်းမာနဲ့အနားယူဖို့အမြဲတမ်းတိုက်တွန်းနေကြတယ်လို့သိရပါတယ်။ရွှေလင်ပန်းနဲ့အချင်းသေးလာသူလေးလိုတင်စားရမယ့်ဒီရင်သွေးလေးဟာနိုင်ငံကျော်မိဘတွေနဲ့ကြီးကြီးသက်ချမ်းသာတဲ့အဖိုးအဖွားတွေရဲ့အသေးကျော်ဖြစ်လာမှာကတော့သိကြပါ။ပရိသတ်တွေကလည်းငယ်စဉ်စုံတွဲရဲ့ရင်သွေးရတနာလေးကိုမြင်တွေ့ရဖို့အခုကတည်းကချစ်ခင်အားပေးဖို့အသင့်ဖြစ်နေကြတာပဲဖြစ်ပါတယ်ရှင်။